ကွင်းနေရတော့မိုက်တယ်ကြည့်ရသူကလည်းပေါ်ရက်ကနေဒါမျိုးအေးစစ်ကြည့်ရအောင်นี่အများကြီးတက်လာတယ်ဟုတ်လား9နိုင်ပါဒီနေ့ကံမဲ့ကွန်းရောက်နေပါပြီ10ရောက်ကွန်းတဲ့ဘာလို့ကျင်းပါတဲ့ယူပွဲအမျိုးကွန်းနေအများကြီးတွေ့ရပါတယ်ကဲဒီနေ့ပွဲကိုတော့ Rock and Roll SC ပြန်ခံမှာဖြစ်ပါတယ်ဒါတော့ဂေါ်ခါအသီးသန့်ပြန်ပွဲပေါ့ဟောတုတ်ကြီးနဲ့2ယောက်တကယ်ကျွန်တော်တို့ပြတ်ရမှာရတာဒီကောင်တွေပဲတရားလို့ကောင်းတယ်ပါဟုတ်ဒီစားပြီနော်ဒီကခေါ်တခါပွဲမှာလာကန်ပေးတာဖြစ်ပါတယ်။ကွင်းနေရတော့မိုက်တယ်။ကြည့်ရသူကလည်းပေါ်ရက်ကနေဒါမျိုးအေးစစ်ကြည့်ရတယ်။ဒီအောက်မှာလည်း10ယောက်9ယောက်ကန်လို့ရတယ်ကွင်းနေနော်။ဒီပေါ်ကနေအေးစစ်ကြည့်ပြီးဒီမှာလည်းကွင်းနေကအများကြီးရှိဒီဟိုထဲမှာဒီဘက်မှာလည်းပေါ်ကနေကြည့်ရတယ်ကွင်းနေပြပါဒီမှာလည်းဘိုးဘက်ဒီမှာလည်းကွင်းနေရှိတယ်